တို့ဖုန်းသုံးချင်တဲ့အခါတိုင်းအိမ်သာခွက်ပေါ်မှာပဲတက်ထိုင်ပြီးသုံးကြရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေရာကအိမ်နီးနားချင်းရဲ့ဝေးကံအမြင့်ဆုံးနေရာမို့လို့ပါ။လမ်းမတွေပေါ်မှာပိုးသက်ဆေးတွေလာဖြန်းတဲ့အခါတိုင်းလဲသူတို့အိမ်မှာအလကားပိုးသက်တန့်စင်အောင်သတင်းပေါက်တွေကိုအကုန်ဖွင့်ထားတတ်ကြတယ်။မိုးတဲတိမ်မဲရွာချလိုက်တိုင်းလဲအိမ်ထဲကိုရေရှမ်းဝင်လာတတ်တယ်။ဒီမိသားစု၄ယောက်ဟာပီဇာဘူးတွေခောက်တဲ့အလုံးနဲ့ရုန်းကန်နေကြရပြီးပေါင်မဲပြီးဆိုးဆွတ်တဲ့မြေအောက်ခန်းလေးထဲမှာပြည့်ကျက်နေခဲ့တာပါ။သူတို့အလုံးမကြိုးစားလို့မဟုတ်ပါဘူး။တခြားရွေးချယ်စရာလမ်းစာမရှိလို့သာဖြစ်ပြီးသူတို့လည်းတထေးတွေလိုချမ်းသာသာနေကြတာပေါ့နောက်တော့တနေ့မှာအခွင့်အရေးကြီးတစ်ခုကတကားလာခောက်ပါတော့တယ်ကယ်ဗင်ရဲ့တငယ်ချင်းကသူ့ကိုကျူရှင်စာတင်ရမယ့်အလုပ်တစ်ခုမိတ်ဆက်ပေးခဲ့တယ်ကယ်ဗင်ကတက္ကသိုလ်မတက်ဘူးလို့အလုပ်မရမှာစိုးရိမ်နေပေမဲ့သူ့တငယ်ချင်းကသူ့အတွက်အကောင်းဆုံးထောက်ခံစကားပြောပေးထားပြီးသားပါပို့ပြီးတေချာသွားအောင်လို့သူ့ညီမလီစာကနာမည်ကြီးတက္ကသိုလ်တစ်ခုကဘွဲလက်မှတ်တူကိုဖန်တီးပေးခဲ့ပြီးသူတို့အဖေတော်သမီးဖြစ်သူရဲ့လက်ရာကိုချီးကျူးလို့မဆုံးဖြစ်ခဲ့ရတယ်နောက်ရက်မှာတော့ကယ်ဗင်ကသူများစီကငှားဝတ်ထားတဲ့အဝတ်စားတွေနဲ့မြေအောက်ခန်းထဲကနေထွက်လာပြီးလေကားတွေအတိုင်းတက်ကတထေးအိမ်ကြီးစီကိုအင်တာဗျူးကိုရောက်ရှိသွားခဲ့တယ်။ထိုအိမ်ကြီးရဲ့မြင်ကွင်းကသူ့ကိုလုံးဝမှင်သက်သွားစေခဲ့တယ်။ချမ်းသာတဲ့သူတွေဒီလောက်တောင်စိန်ကြကြနေထိုင်ကြမှန်းသူလုံးဝမသိခဲ့ဘူးလေ။ဒါပေမဲ့စိတ်ကိုအမြန်ပြန်ဆူဆီးပြီးအိမ်ကတော့ကြီးနဲ့တွေ့ဆုံခဲ့တယ်။သူမကငယ်ရွယ်ပြီးအနှဲငယ်နုနယ်ဖြူစင်လွန်းတာကြောင့်ကယ်ဗင်ရဲ့ပိုင်နိုင်လာတဲ့တရုပ်ဆောင်ချက်တွေနဲ့အင်တာဗျူးအတွေ့အကြုံတွေကသူမကိုအထင်ကြီးသွားစေခဲ့တယ်။ကျောင်းသားမလေးနဲ့စမ်းသက်စာတင်တဲ့အချိန်မှာတော့ကယ်ဗင်ကအဲ့ဒီတထေးသမီးလေးဟာပု္ပ္ပာအတွက်တိုင်းအရန်စိတ်လှုပ်ရှားနေတာကိုသတိထားမိသွားတယ်။ဒါကြောင့်မို့လို့သူကကောင်မလေးရဲ့လက်ကောက်ဝတ်ကိုစုပ်ကင်ပြီးတီတီငင်ငင်ပြောလိုက်တယ်။တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာအရေးကြီးဆုံးကစိတ်တည်ငြိမ်ဖို့နဲ့စိတ်နေစိတ်ထားပဲတွေးခုံနှုံးတွေဒီလောက်မြန်နေရင်စာမေးပွဲကိုဘလို့ရင်ဆိုင်မလဲဘေးကနေကြည့်နေတဲ့အမေဖြစ်သူကတော့ကယ်ဗင်ကစာတင်ပေးုံတင်မကပဲသမီးဖြစ်သူရဲ့စိတ်ပိုင်းဆိုင်ရာကိုပါနားလေကြည့်စိုက်ပေးနိုင်တာကိုမြင်ပြီးလုံးဝကိုသဘောကျသွားတယ်။ဒါစာအများကြီးပေးပြီးသူ့ကိုချက်ချင်းအလုပ်ခန့်လိုက်ပါတော့တယ်။အမှတ်မထင်ပဲကယ်ဗင်ရဲ့ခေါင်းပေါ်ကနေညားတစင်းဖြစ်ပြန်သွားခဲ့တယ်။ဒါကတော့ထိုအိမ်ကအငယ်ဆုံးသားလေးရဲ့နောက်ပြောင်ကြည့်စုမှုပဲဖြစ်ပါတယ်။ထိုကလေးကအဲဒီယောဂရှိပြီးခဏလေးတောင်ငြိမ်ငြိမ်မထိုင်နိုင်ပေမဲ့ပကြီးဆွဲတဲ့နေရာမှာတော့ပါရမီထူးခြားသူပါ။ဒါပေမဲ့အရန်ဆိုးတာကြောင့်တလအတွင်းမှာတင်ပကြီးဆရာ9ယောက်တောင်စိတ်ပြက်ပြီးအလုပ်ထွက်သွားခဲ့ကြရတယ်။ကလေးအမေကတားဖြစ်သူအတွက်ကျူရှင်ဆရာအစ်စ်ရှာရမှာမို့ခေါင်းစားနေတာကိုကြားလိုက်ရတဲ့အခါမှာတော့ကယ်ဗင်ရဲ့ခေါင်းထဲညံကုန်ပြူသွားပါတော့တယ်။ပကြီးကျောင်းကနိုင်ငံခြားကနေပြန်လာတာမကြသေးတဲ့ဂျူနီယာတယောက်ကိုတီချောင်းသူမမှာကမ်းလှမ်းချက်တွေအများကြီးရှိနေပေမဲ့သူကဂျားရဲကနေအကူအညီတောင်းပြီးဒီအလုပ်ကိုလွှဲပေးလို့ရကြောင်းပြောလိုက်တယ်။ကလေးအမေကလည်းဝမ်းသာအားရလက်ခံခဲ့တာပေါ့။ဒါနဲ့ပဲလီဆာဟာဂျက်စီကာဆိုတဲ့နာမည်နဲ့အငယ်ဆုံးသားလေးရဲ့ပကြီးဆရာမဖြစ်လာခဲ့တယ်။အမေဖြစ်သူကထုံးစံအတိုင်းပထမဆုံးစာတင်ချိန်ကိုအတူတူထိုင်ဆောင်ကြည့်ခြင်းပေမဲ့လီဆာကတကားပိတ်ပြီးအပြင်ထုတ်လိုက်ပါတယ်။မကြခင်မှာပဲစာတင်ချိန်ပြီးဆုံးသွားခဲ့တယ်။အမေဖြစ်သူအံ့ဩသွားရလောက်အောင်ပဲအဲ့ဒီအချိန်တိုလေးအတွင်းမှာလီဆာကအစိုးလေးကိုငိမ့်ကုတ်သွားအောင်လုပ်နိုင်ခဲ့တယ်။အမေဖြစ်သူမသိတာကတော့ကယ်ဗင်နဲ့လီဆာတို့ဟာအားလုံးကိုကြိုတင်စုံစမ်းပြီးအစင်သင့်ပြင်ဆင်လာခဲ့ကြတာပါ။သူတို့ကကလေးလေးပထမတန်းတုန်းကစိတ်တန်ရာတစ်ခုရခဲ့ဘူးတဲ့အချက်လက်ကိုစုံစမ်းထားပြီးကလေးရဲ့ပကြီးကားတွေကိုကြည့်ပြီးစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုထောက်ပြကသူမကပကြီးတင်ပေးုံတင်မကပဲပကြီးကုထုံးအတက်ပြီးနဲ့ကလေးရဲ့စိတ်တရားကိုပါကုသပေးနိုင်တယ်လို့ပြောလိုက်တဲ့အခါအမေဖြစ်သူဟာဝမ်းသာလွန်းလို့မျက်ရည်တောင်ကျခဲ့ရရှာတယ်အဲ့ဒီအချိန်မှာပဲတထေးကြီးအလုတ်ကနေပြန်ရောက်လာပြီးမိုးချုံနေပြီဖြစ်တာကြောင့်သူ့ရဲ့ဒရိုင်ဘာကိုလီဆာကိုအိမ်လိုက်ပို့ခိုင်းလိုက်တယ်သူတို့ရဲ့မိသားစုအခြေအနေအမှန်ကိုဖုံးကွယ်ဖို့အတွက်လီဆာကရီးစားနဲ့ချိန်ထားတယ်လို့လိန်ညာပြီးဟိုတယ်တစ်ခုရှိမှပဲဆင်းခဲ့တယ်ကားမောင်းတဲ့ဒရိုင်ဘာကောင်လေးကလီဆာရဲ့အလှပကိုသဘောကျပြီးလာပြော